လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်တွေပြောပြချင်ပါတယ်။ပထမဦးဆုံးပြောပြချင်တာကတော့ဝင်ငွေလမ်းကြောင်း2မျိုးထက်မနည်းရှိသူပါ။ဝင်ငွေလမ်းကြောင်း2မျိုးထက်ရှိတဲ့သူတွေဟာသူတို့မှာလက္ခဏာမှာဖော်ပြနေပါတယ်။ဘယ်လိုမျိုးလက္ခဏာအချက်လက်တွေကဝင်ငွေလမ်းကြောင်း2မျိုးထက်ရှိတာလဲကြည့်ရအောင်ဗျ။မိတ်ဆွေရဲ့လက်ပုံစံမှာနံပါတ်1ညလန်းကြောင်း2ခွဖြစ်နေလားနံပါတ်2ကန်လန်းကြောင်း2ကြောင်းပြိုင်နေလားနံပါတ်3တနင်္လာကြိုကုန်မှာလမ်းကြောင်းတိုလေးတွေ3-4ခုပြိုင်နေလားကန်လဲကောင်းလို့အရေးချင်းရှိပေမဲ့ပြင်းတဲ့လို့အချိန်လဲဆွဲတက်တဲ့အတွက်တန်မာထက်အနေငယ်အဆင်ပြေုံနဲ့ဘဝမှာတင်းတဲ့ရောင်ရည်တက်ပါလေဝရိယစပိုင်းမှာသာကောင်းပြီးအချိန်ကြာလာတဲ့မျှအားစားထုတ်မှုနည်းလာတာမျိုးပါဒီလိုခုပြောချင်တဲ့ချက်တွေသာပြုပြင်မယ်ဆိုရင်ဝင်ငွေတွေများစွာရှာဖွေနိုင်ပါလိမ့်မယ်အခုပြောတဲ့အချက်3ခုကိုမှညလဲကြောင်း2ခွဖြစ်သူကြောင်းရင်ပြောချင်တယ်ဗျညလဲကြောင်းဆိုတာကတနည်းအားဖြင့်ဥကောင်းလမ်းကြောင်းလို့လည်းဆိုပါတယ်ဥကောင်းလမ်းကြောင်း2ခွဖြစ်သူဟာဉာဏ်စွမ်းဉာဏ်ရည်ထက်မြက်တယ်အလုံး2ခုမကလောရတတ်တယ်ဝင်ငွေ2ခုမကရတယ်ပေါ့ဗျာဒါပေမဲ့မကောင်းတဲ့အချက်ကကြတော့ဘလို့ဖြစ်နေလဲဆိုတော့ဆုံးဖြတ်ချက်မပြတ်တာဘူးတခုခုဆိုရင်လုံရင်ကောင်းမလားမလုံရင်ကောင်းမလားပစ္စည်းဝယ်မယ်ဆိုဟိုဟာရွေးချယ်ရလို့ဒီဟာရွေးချယ်ရလို့အမြဲတမ်း2မျိုး꿰နေတတ်တယ်2မျိုးစိတ်ထဲမှာဖြစ်နေတတ်တယ်ယတိပြတ်မဆုံးဖြတ်တတ်ဘူးမဆုံးဖြတ်နိုင်ဘူးနောက်ပြီးတော့ရှေ့တိုးနောက်ဆုတ်လဲလှုပ်ချင်တဲ့စံနာရှိတယ်ဒါကဥကောင်းလမ်းကြောင်း2ကြောင်းပါသူတွေပါကန်လန်းကြောင်း2ကြောင်းပြန်သူတွေကလန်းကြောင်း2ကြောင်းပြန်သူတွေကလည်းအဲ့ဒီလိုပဲဗျအလုံး2ခုမကလောက်ရတတ်တယ်ဝင်ငွေလမ်းကြောင်း2ခုရှိတယ်တချို့ကန်လန်းကြောင်းကတော့2ကြောင်းမပြန်ဘဲနဲ့မူလပင်မကန်လန်းကြောင်းကြီးကိုနောက်ထပ်ကန်ထောက်လန်းကြောင်းတစ်ခုကထောက်ပံ့ပေးထားတာမျိုးဗျဒါဆိုရင်ဘာလဲဆိုတော့မိတ်ဆွေအနေနဲ့ကံကြမ္မာရဲ့အထောက်ပံ့ကောင်းရတယ်နောက်ွယ်ကနေကိုညီထောက်ပံ့ပေးသူရှိတယ်ဆိုတော့လက္ခဏာအမှတ်သားပါကန်လန်းကြောင်း2ကြောင်းပြန်နေတဲ့အမှတ်သားပေါ့ဗျာဒီလိုလူမျိုးတွေကလည်းအဲ့တိုင်းပါပဲကန်လန်းကြောင်း2ကြောင်းပြန်တဲ့အတွက်ကြောင့်လှုပ်ချင်စိတ်တွေကများနေတယ်ဟိုဟာလည်းလှုပ်ဒီဟာလည်းလှုပ်အလုံးမျိုးစုံလှုပ်ဘာတစ်ခုမှလည်းတေးချရရမအောင်မြင်တတ်ဘူးဒါကြောင့်ကန်လန်းကြောင်း2ကြောင်းပြန်ပြီမဲ့အလုပ်ကိုတေးချရခယူးဆိုင်အောင်လုပ်ရင်တော့အောင်မြင်နိုင်ပါလေနောက်တစ်ခုကလက်သက်ကြွယ်အောင်တနင်္ဂနွေကြိုပေါ်မှာလမ်းကြောင်းတူလေးတွေကတကြောင်းလေးရှိတာပဲကောင်းပါလေတကြောင်းမှာနောက်ထပ်ကန်ထောက်ကူလမ်းလေးကထိနေပိုကောင်းပါလေအဲ့ဒီလိုမှမဟုတ်ဘဲနဲ့3-4ခုပြိုင်နေငွေတော့ဝင်ပါရဲ့ဒါပေမဲ့လှုပ်ချင်တာတွေကဟိုဆက်တွေဖြစ်နေတတ်တယ်ဒီလိုလူမျိုးတွေဟာအချိန်လဲဆွတ်တတ်တယ်အစအရန်ကောင်းတယ်ဒါပေမဲ့အနှောင်းမသေးကြပါဘူးဒါကြောင့်ကိုယ့်ရဲ့လက်မှာအခုပြောတဲ့လက္ခဏာအမှတ်သားတွေပါမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့စူးစမ်းပါနောက်ပြီးတော့မကောင်းတဲ့အချိန်ဆွဲတက်တဲ့ကျင့်ပြင်းကြီးတဲ့ကျင့်ဟိုလိုဒီလိုဘာရွေးချယ်ရမှန်းမသိတဲ့ကျင့်ဒီလိုကျင့်တွေကိုပြင်မယ်ဆိုရင်မိတ်ဆွေအနေနဲ့ကံကောင်းမှုအောင်မြင်မှုတွေပတ်စံတည်တာရလာမယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကိုပြောချင်တယ်ဗျလူတယောက်ချမ်းသာတော့မယ်ဆိုရင်ဘယ်လိုလက္ခဏာမျိုးတွေပေါ်လာတတ်လဲအာယုံခံစားမှုကောင်းသူတွေဆိုရင်ဒီလိုလက္ခဏာတွေကြိုတင်ခံစားရပါတယ်မိတ်ဆွေရဲ့လက္ခဏာမပြောင်းသေးတော့ညာလည်းပဲကိုယ်စိတ်ထဲမှာတိတိတသားရှင်းလင်းလာပြီးကိုဘာလုပ်ရမလဲဘလို့နေထိုင်တာကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲငါဘဝရှေ့တက်လမ်းဘလို့လုပ်ရင်ကောင်းမလဲဒီလိုမျိုးရှင်းလင်းသိလာပါတယ်အတိတ်ကစိတ်ဓာတ်ရဘလောက်ပဲရှိပါစေအခုအချိန်မှာကိုယ့်ဘော်ဒီစိတ်ဓာတ်တွေကလုံးဝမလွန်မိုးနိုင်တော့ပဲလူကနေထိုင်ရတာလန်းဆန်းလာပါလိမ့်မယ်တိမ်ငယ်မှုရှက်ကြောက်မှုတွေလဲရမယ်တဲ့အလိုနေဘာမှဆိုရင်ဆိုင်နိုင်တဲ့စိတ်တွေဖြစ်ပေါ်နေပါတယ်ဘဝမှာနေရထိုင်ရတာပိုပြီးတိတ်ပဲရှိလာတယ်ဒီအချက်တွေကိုယ်မှဖြစ်လာပြီဆိုရင်တပြိုင်တည်းကိုယ်လက္ခဏာမှာလက်အယောင်သွေးတိတိတသားကောင်းမွန်လာပါလေလက်ဖွာလက်ရည်စာတန်ရှင်းလာတယ်အပြည့်အနာစာတွေလျော်နေလာတယ်
နောက်တစ်ချက်ကသေးနဲ့အားကောင်းတဲ့ကံလန်းကြောင်းနဲ့အောင်မြင်လန်းကြောင်းဖြစ်ပေါ်နေတဲ့အသက်ပိုင်းခြားမှာရောက်နေတယ်ဒီလိုပြောင်းလဲမှုတွေဖြစ်ပြီးဆိုသိကြပါလေမိတ်ဆွေအနေနဲ့အခုထက်များစွာမြင်မာတဲ့ဘဝအခြေအနေနဲ့ဝင်ငွေကိုတစ်နှစ်ကနေ3နှစ်တွင်ရရှိပြီးကြီးပွားချမ်းသာမဲ့လက္ခဏာတွေပါလာတတ်ပါလေတချို့သူတွေကဒီအချိန်မှာအစဉ်ပြေအစားပြုလာပြီးလောင်ကစားမိန်းမနဲ့ပျော်ပါလိုက်စားတာခက်စိတ်စိတ်ပြုလုပ်တဲ့အခါမှာတော့သူတို့ရရှိမဲ့အောင်မြင်မှုတွေအရှိန်အဝါတွေမေးမိန်ကျဆင်းသွားတတ်ပါလေကိုလိုချင်တဲ့ဘဝအခြေအနေတစ်ခုရရှိပြီးဒီအခြေအနေကိုထိန်းသိမ်းနိုင်တဲ့အနေအထားတစ်ခုမရောက်ခင်အထိစိတ်လွတ်ကိုယ်လွတ်နေထိုင်ပျော်ပါခြင်းမျိုးရှောင်ရပါမယ်ဘဝအတွက်တန်ဖိုးရှိဆုံးခြေကို3နှစ်အတွင်းအကောင်းဆုံးဖြစ်အောင်နေထိုင်ကြိုးစားပါတခြားလူတယောက်လိုအားလုံးပြောင်းလဲသွားပါလိမ့်မယ်မိတ်ဆွေအနေနဲ့လက်ရောင်သွေးတိကိတာကောင်းမွန်လာတယ်ဆိုတာဘယ်လိုလဲဆိုတော့ဗျာမိတ်ဆွေရဲ့ငကိုမူလလက်ကသွေးမရှိသလိုဖြော့တော်နေတယ်နောက်ပြီးတော့အေးဆက်နေတယ်အဲ့ဒီကနေပြီးတော့ပုံစံပြောင်းလဲလာတယ်တချို့လက်တွေကတော့အဲ့ဒီလိုမဟုတ်ဘူးဗျာဖြော့တော့နေတဲ့ဟိုနဲ့အမဲရောင်အနက်ရောင်ဘက်ကိုတန်းတယ်အဝါရောင်ဘက်ကိုတန်းတယ်အကောင်းဆုံးပုံစံကတော့ပန်းစီရောင်ဘက်ကိုတဖြည်းဖြည်းတန်းလာတာပါလက်ရောင်တွေတိတာကောင်းမွန်လာတာပါလက်ကအေးဆက်နေတာကလည်းတဖြည်းဖြည်းနဲ့နှွေးထွေးလာတာပါဒါဆိုကောင်းတဲ့ပြောင်းလဲခြင်းပါနောက်ပြီးတော့လက်ဖွာလက်ရည်စာတန့်ရှင်းနေဆိုတဲ့ချက်ကလက်ဖွာလက်ရည်စာရှုပ်ထွေးတဲ့လူကမကောင်းဘူးဗျဘဝမှာရှုပ်ထွေးရတတ်ပါလေပညာရေးကျန်းမာရေးလူမှုရေးစီးပွားရေးအခြေရေးအကုန်ရှုပ်ထွေးရတတ်ပါလေလက်ဖွာလက်ရည်စာကတန့်ရှင်းလေကောင်းပြီပါအဲ့တော့ကိုယ့်ရဲ့လက်ဝါးပြင်မှာမလို့အပ်တဲ့လမ်းကြောင်းတွေတဖြည်းဖြည်းနဲ့ပပျောက်ပြီးတော့လက်ရည်စာကောင်းလာတယ်နောက်ပြီးတော့အပြည့်အနာစာနည်းလာတယ်ပေါ့ဗျာနောက်ပြီးတော့ကိုယ့်ရဲ့ဘယ်အသက်အရွယ်မှာကံလန်းကြောင်းကအကောင်းဆုံးခြေနေရှိနေလဲဆိုတာတကယ်နားလေတကြွတဲ့လက္ခဏာဆရာနဲ့ပြကြည့်ပါအဲ့ဒီလိုအသက်ပန်းခြားရောက်နေရင်တော့ပြောင်းလဲမှုတွေကောင်းလာပါလိမ့်မယ်လို့ပြောချင်ပါတယ်နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုကိုလည်းပြောချင်တယ်ဗျဒါကပါလဲဆိုတော့လူများရဲ့ချစ်ခင်လေးစားမှုကိုလွယ်လွယ်ကူကူရရှိသူများပါလူကြီးရှင်ရဲ့အများထက်ထင်ပေါ်နေတတ်တယ်လူများထက်ရေးပေးလေးစားမှုခံရခြင်းဟာကာယကံရှင်ရဲ့အခြေအနေကာလအရာစမ်းတက်နေတဲ့အချိန်ဖြစ်ပါတယ်တချို့ကတော့မွေးရပါလက်ဆောင်တစ်ခုနဲ့ပါလာတတ်ပါတယ်တီးသက်လှုပ်ဆောင်မလို့ပဲနဲ့ဖုံးတကိုးတစ်ခုပါလာတာမျိုးပါသူ့ကိုယ်မှာပင်ကိုကြက်တည်အကြည့်တမျိုးရှိနေပါတယ်လူများနဲ့နိုင်ရှင်းလင်းထင်းလင်းနေတယ်ဒါကရုပ်ချောခြင်းမချောခြင်းနဲ့မဆိုင်ဘူးဗျအသားပြည့်ခြင်းညိုခြင်းနဲ့မဆိုင်ဘူးသူတို့ကိုကြည့်အောင်နဲ့ထူးထူးခြားခြားယူကြည့်ကောင်းနေတတ်တယ်ဒီလိုဖုံးကံမျိုးကငယ်စဉ်ကျောင်းနေပြီမှာစဘဝနောက်ပိုင်းအခြေအနေအရေးချင်းမှာပါအကျိုးဖြစ်ပါလေဒီလိုလူတွေမှာခုပြောခြင်းတဲ့လက္ခဏာအချက်တွေပါတယ်ဗျဘာလဲဆိုတော့ climate sign ပါရှိတာတနင်္ဂနွေကြိုးကုန်းလက်သကြောင်မှာအပိုလိုရင်းအပြည့်ဖြစ်စေတပိုင်းတစားဖြစ်စေပါရှိတာမျိုးပါထူးခြားချက်တစ်ခုကဒီလိုဖုံးကံပွင့်လန်းမှုကလူအများချစ်ခင်လေးစားမှုမျိုးကိုအလိုလျောက်ရရှိနေပေမဲ့ပစ္စုပန်ကံတရားဖြစ်တဲ့ကိုယ့်ဘဝနေ့စဉ်ဖြစ်တတ်မှုတွေမှာကြမ်းတမ်းတဲ့စကားတွေဆိုမယ်မနာလိုဝန်တိုစိတ်တွေများမယ်ကိုယ်တိုင်လည်းမစင်မချင်နေမယ်ဆိုရင်တော့ကိုယ်မှာရှိတဲ့ဖုံးချက်တွေတစားလျော့ကျသွားတတ်ပါလေလောကဓမ္မသဘောကိုဘယ်ကောင်းမွန်တဲ့ကံတရားမှမလွန်ဆန်နိုင်ပါဘူးအကုသိုလ်စိတ်ကအမြဲမကောင်းကျိုးပဲဖြစ်ပေါ်စေပါလေအခုမိမိရဲ့လက်မှာ climate sign ပါလားတနင်္ဂနွေကြိုးကုန်းမှာအပိုလိုရင်းတနင်္ဂနွေလက်စွပ်ပါလားလေ့လာကြည့်ပါ climate sign ဆိုတာကတော့တခြားမဟုတ်ဘူးဗျလက်ညှိုးအောက်ကြာတာပတိကြိုးကုန်းမှာကြက်ချင်အမှတ်သားကျဲအမှတ်သားပါတာကိုပြောခြင်းဖြစ်ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောခြင်းလည်းဗျာပထမဦးဆုံးပြောချင်တာအမိခိုးကင်းကင်းနဲ့ရည်တည်နိုင်ပြီးကြီးပွားအောင်မြင်မဲ့သူရဲ့လက္ခဏာပါဒီလိုလူမျိုးမှာဘယ်လိုလူလန်းပါလဲဆိုတော့ဦးကောင်းလန်းကြောင်းကအသက်လန်းကြောင်းနဲ့အနှဲငယ်ကွာဟနေတယ်ဗျသုံးမျိုးရှိပါတယ်ဦးကောင်းလန်းကြောင်းနဲ့အသက်လန်းကြောင်းထိဆက်အောင်လို့ထိဆက်တယ်ဦးကောင်းလန်းကြောင်းနဲ့အသက်လန်းကြောင်းတကယ်ကိုပွေလိန်ရှုပ်ထွေးနေပြီးခွင်းဆက်တဲ့ဖြစ်နေတယ်နောက်တစ်ခုကဟနေတယ်ပေါ့ဗျာအဲ့ဒီလိုဟနေမယ်ဆိုရင်လက္ခဏာရှင်ဟာကိုယ့်ကိုယုံကြည်စိတ်ချမှုအပြည့်ရှိသူပါစီးပွားဥစ္စာလွန်ရှာဖွေတော်တဲ့သူမျိုးပါ
သူတစ်ပါးချုပ်ချယ်တာအမိန်ပေးတာမကြိုက်တဲ့သူပါဘလို့ပြဿနာအခက်ခဲမဆိုရဲရဲဝံ့ရင်ဆိုင်ဖြေရှင်းနိုင်သူပါတာဝန်ယူစိတ်တာဝန်ခံစိတ်ပြည့်ရှိပြီးဘဝမှာအမိခိုးကင်းကင်းနဲ့ရည်တည်နိုင်သူပါဘယ်ရမဆိုဆုံးဖြတ်ချက်တွေတိကျပြတ်သားတဲ့အတွက်လူများလေးစားအားကျခံရပါလိမ့်မယ်ဒီလိုအမှတ်သားပါရှိတဲ့သူတွေဟာစိတ်ထားမြင့်မြတ်ပါတယ်စိတ်ထဲမှာလည်းသူတို့ကစိတ်ရှုပ်ထွေးတာကိုမကြိုက်ဘူးဗျဒီလိုလူမျိုးက stress ရှိရင်လည်းမနေတတ်ဘူးဒီ stress ကိုသူတို့ကရအောင်ဖြေရှင်းတတ်တယ်ပြောရမယ်ဆိုတော့ဥကောင်းလမ်းကြောင်းရှင်းတဲ့အတွက်ကြောင့်ဒီလိုလူမျိုးဟာခေါင်းရှုပ်လည်းမခံဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲအများစုကတချို့အပြိုကြီးလူပြိုကြီးတွေရဲ့လက်တွေမှာအခုပြောတဲ့ဒီဥကောင်းလမ်းကြောင်းကြီးဟနေတာမျိုးပါတတ်တယ်ဗျဒါကတော့ထူးခြားတဲ့တိုက်ဆိုင်မှုလို့ဆိုရမှာဖြစ်ပါတယ်နောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျတချို့လူတွေရဲ့ဉာဏ်လမ်းကြောင်းကပြောရမယ်ဆိုရင်တော့ဗျလက်ဖွဲ့စုံအင်္ဂါကြိုးကအမားကြီးရှည်ရတယ်ဗျဒီလိုမျိုးဉာဏ်လမ်းကြောင်းအရှည်ကြီးတွေရှားတယ်အဲ့ဒီလိုဉာဏ်လမ်းကြောင်းအရှည်ကြီးတွေပါတဲ့သူတွေရဲ့ဇယလက္ခဏာပြောချင်တယ်ဗျတကယ်လို့မိတ်ဆွေရဲ့လက္ခဏာမှာဥကောင်းလမ်းကြောင်းဟာလက်ဝါးပြင်တစ်ဖက်ကနေအခြားတစ်ဖက်ဆိုအင်္ဂါကြိုးကုန်းထိရှည်လျားနေမယ်ဆိုရင်ဘာလို့ဗျလက်တွေ့ဆန်ဆန်တိတိကျကျလောက်တတ်တဲ့သူဗျစိတ်တက်ခိုင်မှသူကိုဖြစ်ချင်တာကိုဦးစားပေးလို့တစထိုးဆန်တယ်လို့ဖြစ်တတ်ပေမဲ့ရီမန်းချက်အရင်ကြီးတယ်ဒီလိုလူမျိုးကအများနဲ့တယောက်ဖြစ်ရင်တော့ကိုမှန်နေထင်ရင်ဘယ်တော့မှလက်မလျှော့ဘူးဗျခေါင်းလဲမှတက်တယ်ခေါင်းမှတက်တယ်လို့တခုရှိတာဒီလိုလူမျိုးတွေကညံမျောမြင်လဲကြီးမာတယ်ဗျဆုံးဖြတ်ချက်လဲခိုင်မာတက်တယ်အဲ့ဒီလိုမှမဟုတ်ပဲပြောင်းမြင်ဥကောင်းလန်းခေါ်ညံလန်းတူသူတွေပေါ့ဗျာဥကောင်းလန်းခေါ်ညံလန်းတူသူတွေကပြောရမယ်ဆိုရင်တော့ဗျာတစွတ်ထိုးတစ်ခါတလေစံတက်တယ်ခလေးလက်စံတက်တယ်ညံတိမ်နဲ့သဘောလည်းရှိတယ်တကယ်လို့လက်တန်းကတိုးတယ်ဆိုရင်ဒီလိုလူမျိုးကပိုဆိုးတယ်ဗျဒါပေမဲ့ဒီလိုလူမျိုးရဲ့အတွေးတွေကရှင်းလင်းတတ်တယ်ဘာမှဘဝမှာပြောရမယ်ဆိုတော့ဝေဝါးတာသိမရှိဘူးဥကောင်းလန်းကြောင်းတိုးတဲ့အတွက်ကြောင့်အတွေးကလည်းခက်တူခက်ရှင်းရှင်းပဲလို့ရတယ်ဗျဥကောင်းလန်းကြောင်းရှည်တဲ့သူတွေကအတွေးကရှည်တယ်ပြောရမယ်ဆိုတော့မျက်တောင်မွေးတစုံကြည့်တော့မဟုတ်ဘူးပေါ့ဗျာမျက်စိတစုံကြည့်တဲ့လူမျိုးပေါ့ဥကောင်းလန်းတိုးရင်တော့မျက်တောင်မွေးတစုံကြည့်တယ်လို့ပြောရင်ပိုမှန်ပဲဗျအဲ့ဒီလိုမျိုးအားသာချက်အားနည်းချက်လေးတွေတော့ရှိပါလေနောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျဒီတစ်ခါပြောချင်တာနိုင်ငံခြားလမ်းကြောင်းပေါ့ဗျာနိုင်ငံခြားလမ်းကြောင်းဆိုတာကဒီလက်ဖက်နောက်စွန်တနင်္လာကျုပ်ကုန်းကတနင်္လာကျုပ်ကုန်းခီးသွွားကျုပ်ကုန်းလို့လည်းခေါ်တယ်အဲ့ဒီတနင်္လာကျုပ်ကုန်းမှာထိုးထွက်နေတဲ့လမ်းကြောင်းကြီးပေါ့ဗျာတချို့လူတွေရဲ့လမ်းကြောင်းကြတော့အသက်လမ်းကနေခွဲနေတဲ့လမ်းခွဲကတနင်္လာကျုပ်ကုန်းကိုဖြတ်နေတာဒီလိုမျိုးထူးဆန်းလမ်းကြောင်းရှည်တွေပါတဲ့သူတွေပေါ့ဗျာအခုပြောချင်တာကအဲ့ဒီတနင်္လာကျုပ်ကုန်းကလမ်းကြောင်းပြတ်တောက်နေလားပြတ်တောက်နေရင်တော့နိုင်ငံရေးချမှာမတော်တဆပြီးရင်တည်းကြုံနေရတယ်အသက်အန္တရာယ်ထိခိုက်စေတယ်ဒါကိုအထူးသတိထားပါလိမ့်မယ်နိုင်ငံရေးချမှာအက်ဆီဒန့်လိုမျိုးဖြစ်တဲ့လူတွေမှာအဲ့ဒီလိုမျိုးဒီနိုင်ငံခြားခီးသွွားလမ်းကအပြတ်အတောက်တွေဖြစ်နေတာမျိုးနောက်ပြီးတော့ကျိုးပြတ်နေတာမျိုးဖြစ်တတ်ပါလေအကောင်းဆုံးကတော့တနင်္လာကျုပ်ကုန်းမှာကြာဘူးတဲ့ငါးရုပ်တဲ့သင်္ကေတပါမယ်ဆိုရင်ချမ်းသာတိုးတက်တတ်ပါလေတနင်္လာကျုပ်ကုန်းမှာခီးသွွားလမ်းမပါပေမဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းမလေးရှားစင်ကာပူလောက်တော့ရောက်ပါတယ်ကိုရီးယားဂျပန်ပေါ့ဗျာတနင်္လာကျုပ်ကုန်းမှာခီးသွွားလမ်းကြောင်းပါတယ်ဆိုတာကဟိုးရဝေဥရောပအမေရိကလိုနိုင်ငံကြီးမျိုးရောက်တတ်တယ်လို့ပြောဆိုခြင်းဖြစ်ပါတယ်နောက်လက္ခဏာလမ်းတစ်ခုလည်းပြောချင်တယ်ဗျဒီတစ်ခေါက်ပြောချင်တာကြာဘူးပါတယ်သူကြာဘူးဆိုတာဟာတမာတိအားကောင်းသူတွေလူတော်လူကောင်းတွေလူမှုရေးစီးပွားရေးနဲ့အဆင့်တန်းမြင့်မာသူတွေလူရည်ကျုံတွေလက်မှာအများဆုံးတွေ့ရတတ်ပါလေကြာဘူးပါသူဟာမျိုးကြီးပြကြီးမှာအခြေချနေထိုင်ရတတ်တယ်ထင်ရှားတဲ့လုပ်ငန်းတွေမှာဥဆောင်လုပ်ကိုင်ရတတ်တယ်ဘာသာတရားယုံသေးကမ်းရှင်းမှုရှိတယ်ကျမ်းမာရေးစီးပွားရေးမိသားစုတည်နေကုန်ရှိတယ်ဘေးရန်ရဲ့ကြီးမားစွာကြောက်ခြင်းကနေလွတ်ကင်းတတ်တယ်နာမည်ထင်ပေါ်ကြော်ကြားခြင်းအကျိုးထူးဖြစ်စေပါလေကြာဘူးပါတဲ့လက္ခဏာရှင်ဖို့ဘဝကံအကျိုးပေးဆက်ဖို့အတွက်ဖျားရှင်ထံသူတော်စင်များထံကြာဘူးကိုမကြာခဏလှူပေးပါလက္ခဏာရှင်မွေးသိမ့်ချခဏန်းရ၎င်းစုမှုခဏန်းရစုမှုချိုရ၎င်းမွေးနေ့တွေမှာလှူဒန်းပေးပြီးဒိဋ္ဌံပြုစုတော်မှာကုမ္ပဏီရုံးခန်းတွေနေအိမ်စားပွဲတွေမှာကြာဘူးကိုရှေ့ထည့်ဆိုင်ထားပါကြာဘူးများနေတဲ့အခါမျိုးမှာသစ်သားပပုပလတ်စတစ်တွေနဲ့ပုံစံတူလဲလုပ်နိုင်ပါလေကျမ်းမာရေးစီးပွားရေးလုပ်ငန်းတွေအဆင်ပြေတတ်ပါလေကိုယ်စိတ်ရွှင်လန်းချမ်းမြေ့ခြင်းဖြစ်ပေါ်စေပါလေမကောင်းမှုအကုသိုလ်များဝေးပါလေအနာဂတ်ဘဝကောင်းကျိုးကိုလည်းဖြစ်စေပါလေဒီကြာဘူးဆိုတာအခုလက်မှာပြထားတဲ့ပုံစံမျိုးဖြစ်ရမှာပါကြာဘူးဆိုတာကလက္ခဏာမှာပါတာတော့များပါလေဒါပေမဲ့
ကြာဘူးအပြက်ပုံစံတွေပဲပါပါတယ်အရန်ကိုလှပတဲ့ကြာဘူးမျိုးကတော့မတွေ့ရတဲ့လောက်ရှာပါတယ်အကောင်းဆုံးကြာဘူးပုံစံတွေကကန်လန်းထိတ်ကြာဘူးပါတာတွေအသက်လန်းကြောင်းအဆုံးသက်မှာထင်ရှားတဲ့ကြာဘူးပါတာတွေကအရန်ကောင်းတယ်ပြောချင်ပါတယ်နောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျM size ပုံစံတဲ့လက္ခဏာတချို့လူတွေရဲ့ဒီနှလုံးလမ်းအသက်လမ်းဉာဏ်လမ်းအဲ့ဒီအဓိကလမ်းကြောင်းကြီး၃ခုကိုမှဒီလက်ဖက်နှောက်ကနေတက်လာတဲ့ကန်လန်းကဖြတ်ပြီးအံပုံသဏ္ဍာန်ဖြစ်နေတာပါဒါကိုအံပုံသဏ္ဍာန်လက္ခဏာလို့ခေါ်ပါလေအံပုံသဏ္ဍာန်ဖြစ်ဖို့အတွက်လက်ဖက်နှောက်အသက်လမ်းကတက်လာတဲ့ကန်လန်းကြီးဟာနှလုံးလမ်းကြောင်းထိပ်ကနေဖြတ်ကားပါမယ်ဒါမှအလှပတဲ့အံပုံသဏ္ဍာန်ဖြစ်ကြတာပါဒီလိုအံပုံသဏ္ဍာန်လက္ခဏာပါသူတွေဟာဘယ်လိုမျိုးကောင်းကျိုးဆိုးဖြစ်ရှိလဲဘာတွေပြောင်းဘဝမှာဆင်ခြင်ရမလဲဘဝမှာဒီလူတွေအောင်မြင်နိုင်လားကြည့်ရအောင်ဗျဒီ M sign ပါတဲ့သူတွေဟာဘဝမှာရုန်းကန်ရတဲ့လောက်နောက်ဆုံးမှာရှင်းရှင်းတော့အောင်မြင်မဲ့သူတွေပါဘဝလမ်းကြောင်းအစခက်ခဲပါလေဒီ M ပုံစံလက္ခဏာရှင်တွေဟာကိုယ်တူးကိုယ်ချွန်ပြီးကိုအားကိုပြီးပင်ကိုစွန့်ညီပါသူတွေပါဆုံးဖြတ်ချက်ပြတ်သားမှန်ကန်တယ်လုံလောက်ရိယာရှိသူတွေပါသူတစ်ပါးပေါ်ကျင်နာတနာတဲ့စိတ်ရှိတယ်တကူကောင်းစိတ်မရှိလက်အောက်ငယ်သားတွေကြည်ရှုဆောင်ရှောက်အပူတော်ကတွေမျှဝေခံစားတတ်သူတွေဖြစ်ပါတယ်ဝန်ထမ်းဖြစ်ရင်လည်းသူတစ်ပါးလက်အောက်ခံဘဝကြာရှည်စွာမနေရပါဘူးအဲ့ဒီဝန်ထမ်းလောကမှာလည်းအကြီးမှုဖြစ်ကြတယ်ဥဆောင်လုပ်ကြတယ်စွန်စားတီထွင်ကြံစားအားကောင်းခြင်းကြောင့်ကိုယ်ပိုင်လုပ်ငန်းမှာလည်းအောင်မြင်တတ်ပါတယ်အံပုံသဏ္ဍာန်လက္ခဏာရှင်တွေဟာမိမိရဲ့ကြီးကဲဆရာသမားတွေကတော့ပြန်ပြီးအထင်ကြီးလေးစားခံရတတ်သူတွေပါနေထိုင်တည်ကြည်တတ်ပါတယ်ထူးခြားချက်ကဒီလူတွေဟာတစ်ဖက်သားရဲ့စိတ်ကိုကောင်းစွာကဲခံနိုင်တယ်ခံမနိုင်တယ်တစ်ဖက်ကငါ့ကိုလိန်နေတာလားစိတ်ကအလိုလိုသိနေတယ်ဘာသာရေးအားကောင်းသူတွေဆိုရင်တော့ဗျာရှေ့ဖြစ်မဲ့အကောင်းဆိုဖို့ကြိုတင်သိမြင်နိုင်တဲ့ဉာဏ်စွမ်းပိုင်ဆိုင်တတ်ပါတယ်အပုံစံမှတ်သားဟာမျိုးသားတွေထက်အမျိုးသမီးတွေမှာပိုပြီးအစွမ်းထက်အကျိုးခံစားရတတ်ပါလေကိုယ်ပိုင်အစွမ်းစားနဲ့တမိပေါက်တယောက်ထုံးတယ်လို့ထုံးပေါက်အောင်မြင်တဲ့သူတွေဖြစ်ပါလေငယ်စဉ်ကစင်းရဲပင်မဲ့အသက်ကြီးပိုင်းရောက်လေပြည့်စုံကြွယ်ဝချမ်းသာမှုနဲ့ပြီးပြည့်စုံတဲ့သူတွေဖြစ်ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနောက်ဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာအလွန်ကြိုးပေးထူလာတဲ့နဝုံးရည်ရအကြောင်းကြီးပြောခြင်းတယ်ဗျဒီနဝုံးရည်ရကြီးစပြောရမယ်ဆိုရင်တော့ဟိုးကုန်းပေါင်ခဲလွန်ခဲ့တဲ့နှစ်ပေါင်ရာချီကလေးကရည်ရကြီးဖြစ်ပါလေဘေးလင်းစရာလောကမှာဆိုရင်နဝင်းထိုင်တယ်နဝင်းရိုက်တယ်နဝင်းစီတယ်နဝင်းခြုံတယ်ဒီလိုမျိုးအမည်စုံနဲ့ကြော်ကြားလာတဲ့ရည်ရကြီးဖြစ်ပါလေလင်းမန်းထဲမှာစံနိုးစီဖို့ကိုဘူးဖျောင်းနိုင်ကိုတိုင်အမွေးတိုင်ကိုတိုင်မက်ဆီကိုစီလက်ဖက်ကိုလုံးကွန်ကိုရမိမိရဲ့နဝင်းပန်းနေနဲ့ပွဲပြင်ပြီးရစွာဖျားရှင်ကိုတော်မြတ်ကြီးကိုအာယုံပြုလှူဒန်းပူဇော်ရတာပါတစ်ဖက်ကပြန်ကြည့်ရင်တတ်တော်ထင်ရှားရစွာဖျားရှင်ကိုတော်မြတ်ကြီးကိုကိုတော်တိုင်ဖူးတွေ့နေရပြီကိုယ်တိုင်စက္ကန့်နေရတယ်လို့အာယုံပြုလှူဒန်းပူဇော်ရတဲ့ဖြစ်တဲ့အတွက်အလွန်ကုသိုလ်ရတဲ့ရတရားကြီးဖြစ်ပါလေတစ်ဖက်ကပြန်ကြည့်တဲ့အခါစနစ်တကျစီရင်ဆောင်ရွက်တဲ့ရတရားဖြစ်တဲ့အတွက်အလုံးပင်လောကီအကျိုးစီးပွားပြည့်စုံခြင်းမကောင်းတဲ့အညံ့တွေပြည့်ပြောက်ခြင်းဒီအကျိုးကျေးဇူးတွေရပါတယ်အဘဆရာကြီးမင်းသိန်းခတက်ရှိထင်ရှားရှိစဉ်ကပေါ့900သားသမီးတွေအခက်ခဲကိုညီကဲတင်ပေးရတဲ့အခါဒီနဝင်းရတရားကြီးဟာအလွန်အားကိုးအားထားပြုရတဲ့ရတရားကြီးဖြစ်ပါလေမော်ဘီမျိုးမရန်တလင်းယူတော်မင်္ဂလာချန်ကြီးမှာနေ့စဉ်နေ့တိုင်းနဝင်းပွဲတွေကိုပွဲရချီခြေပေးရပါလေနဝင်းရတွေကခြေရလေတဲ့အတွက်မရန်တလင်းယူတော်မင်္ဂလာချန်လာသူတွေရဲ့အခက်ခဲတွေပြေပြောက်ကြတယ်အလိုရှိတဲ့စုနဲ့ပြေဝခဲ့တဲ့အတွက်အဘဆရာကြီးမင်းသိခါလျှက်လျှက်တော့ကြော်ကြပါလေအဘဆရာကြီးကိုလည်းအရန်ကိုယုံကြည်အားကိုလေးစားကြပါတယ်နဝင်းရတရားခြေတဲ့အတွက်အကျိုးထုနှစ်ခုအေကံမုတ်ချရမှာဗျနံပါတ်1မိမိမှာဆွဲကပ်နေတဲ့ကံစားတာအစိုးညံ့တွေယောဂတွေမကောင်းတဲ့အနှောက်အယှက်အတိုက်ခိုက်တွေလက်ပိတ်နေတာတွေအမှုခင်းတရားတပေါင်းတွေစတဲ့မကောင်းတဲ့အနိဋ္ဌာယုံတွေဟာနဝင်းပန်းနဲ့ရချလိုက်တဲ့အခါချက်ချင်းပြေပြောက်သွားပါလေလက်ပိတ်သူတွေလက်ပွက်နေယောဂဖိစီးနှိပ်စက်သူတွေကျမ်းမာတယ်အတိုက်ခိုက်အနှောက်အယှက်များတဲ့သူတွေ
မီးကိုရေနဲ့ညှင်းလိုက်သလိုအေးချမ်းကြပါလေမကောင်းတဲ့ဂျိုစည်းဂျိုနေတော့မှတက်တာရပါလေစိတ်သက်ကြနေတဲ့သူတွေစိတ်သက်ပြန်တက်တယ်အခြေရေးအိမ်တော်ရေးတောကကနေလွတ်မြောက်ပါလေနံပါတ်1ချက်အင်မတန်ပွင့်လန်းတဲ့အကျိုးကျေးဇူးရတဲ့အတွက်ယာရုတိုးလက်ရွှင်ဈေးရောက်ကောင်းတဲ့အလောက်ကင်ကြံစီတွေအောင်မြင်တယ်အလိုရှိတဲ့ယာရုနေရာရတယ်နင်းမြုပ်နေတဲ့ငွေကြေးတွေပြန်လဲဦးမော်တယ်ဒါကြောင့်ဒီနဝင်းရတရားကြီးဟာအလွန်ဆူတောင်းပြည့်တဲ့ရတရားစီရင်ပါဒီနဝင်းရတရားကိုကိုယ်တိုင်ကိုကြလဲခြေလို့ရတယ်ဓာတ်ပုံနဲ့ကိုစားလုပ်လို့လည်းရတယ်အိုးအိမ်နေဟာတိုက်တာအဆောင်အောင်ရှင်ကားတွေကိုလည်းအန်ဒီရကင်းချကြတယ်တချို့သူတွေဟာအမြန်ရောင်းထွက်လို့ရင်အဲ့ဒီကားရောင်းလို့တဲ့အိမ်တွေကိုဓာတ်ပုံနဲ့နဝင်းချရတယ်အဘဆရာကြီးမြင့်တဲ့ခါကဘလို့သူတွေနဝင်းရတရားခြေတင်တယ်ခြေအပ်တယ်ဆိုပြီးဓာတ်ပုံနဲ့ပြုလုပ်ပေးတာကိုအဘမင်းသိခါရဲ့တပည့်တွေဟောခန်းတိုင်းမှာတွေ့ရမှာဖြစ်ပါလိမ့်နဝင်းရတရားကိုဘလို့လူတွေခြေရမလဲကျမ်းမာရေးညံ့သူတွေအမှုခင်းဖြစ်နေသူတွေရန်သူဝိုင်းနေသူတွေအနေအများတဲ့နေရာမှာရှိနေသူတွေစိတ်လက်မအီမသာဖြစ်နေသူတွေအရှက်တကွဲအကျိုးနဲ့ဖြစ်နေသူတွေစီးပွားပြတ်တဲ့သူတွေယာရုတက်ဖို့တာဆူနေတဲ့သူတွေယာရုပြုတ်လုပ်ပြုတ်ဖို့အကြောင်းဖန်နေတဲ့သူတွေအထက်လူကြီးအထင်မြင်လွဲမှားခံနေရသူတွေတစုံတစ်ခုရှင်ပြိုင်မှုအကြောင်းရှိသူတွေစွန့်စားလောက်ခံရမယ့်လုပ်ငန်းရှိသူတွေတန်ဖိုးကြီးပစ္စည်းတွေရောင်းဖို့ဝယ်ဖို့ရှိသူတွေသူတစ်ပါးကစုံပရောကနဲ့ပြူစာခံရတဲ့သူတွေအလွန်လက်ပိတ်ပြီးဈေးရောက်ဈေးဝယ်ကုန်တဲ့လုပ်ငန်းအဆင်မပြေသူတွေအခြေရေးအိမ်တော်ရေးတောကများနေသူတွေဒီလူတွေကိုမယန်းတလင်းနဝင်းရတရားခြေပေးရမယ်ဆိုပြီးအဘဆရာကြီးမင်းသိခါကမိန့်ကြခဲ့ပါတယ်လူတိုင်းဟာဘဝမှာသိကိန်းကြတဲ့အချိန်အနည်းဆုံး2ကြိမ်ကြုံကြရပါလေဒါကြောင့်900သားသမီးတွေအနေနဲ့ဘယ်သက်ပိုင်းချဟာကိုယ့်အတွက်အသက်ဘေးထိအန္တရာယ်ရှိလဲဆိုတာသိထားရင်စင်ကျင်သတိနဲ့နေထိုင်နိုင်ပါလေအသက်ကိုကံမဆောင်ပါဘူးအသက်ကိုညံကဆောင်ပါတယ်ဘေးရင်မြုံဘူးဆိုတဲ့သူတွေအနေနဲ့ရှုံပါလို့လည်းမတိုက်တွန်းချင်ပါဘူးဒါမဲ့ကိုယ့်ရဲ့ကံညံတဲ့နှစ်ပိုင်းခြားသိထားမယ်ဆိုရင်တချို့ဘေးတွေကဉာဏ်တတိပညာနဲ့ဖြတ်တန်းနိုင်တယ်ဆိုတာပြောချင်ပါလေတက်တမ်းမစီခင်မကြွေစေခြင်းနဲ့စိတ်နဲ့ဘုံမီကြီးဘုံမီနှစ်ထက်ကြတဲ့သူတွေအတွက်အေးကင်းလိုရပြီးရတရားတွေနဲ့စီရင်တွေမျှဝေပေးခြင်းပါလေဘုံမီကြတဲ့နှစ်ဆိုရင်အလုပ်တွေပြည့်စည်ထိခိုက်ဆုံးရှုံးတတ်တယ်စီးပွားဥစ္စာထိခိုက်တတ်တယ်ရန်သူမျိုး၅ပါးပြီးကြုံရတတ်တယ်ကျန်းမာရေးထိခိုက်အသက်ဆုံးရှုံးတဲ့အထိဖြစ်တတ်တယ်ထူးကူးဆဲမဲ့နှစ်ပါဥပမာပြောရရင်အသက်44နှစ်မှာပုံမိကြတဲ့သူဟာစီးပွားရေးထိခိုက်တယ်ငွေလိမ်ခံရတယ်တပည့်တွေရဲ့ပုံကံကြီးကြုံရတယ်လူရင်းတွေသစ္စာဖောက်ခံရတယ်နောက်ကျောဓာတ်နဲ့ထိုးခံရတယ်အပြစ်တင်ခံရတယ်ထင်လွဲခံရတယ်နာမည်ထိခိုက်စေတဲ့တိုက်ခိုက်မှုတွေအထိကြုံရတယ်ကျမ်းမာရေးကူးဆိုင်တဲ့ခြားကစီးုံတွေတက်ရတယ်ဒါမျိုးကိုပြောတာပါဒါကြောင့်လည်းသိပြီးဆူဆူဝါခံရတဲ့နှစ်တွေမှာဒီလိုမျိုးရတရားတွေလုပ်တဲ့အတွက်ကြောင့်ဆူဆူဝါမကြုံဘူးဆိုရင်ဘုံမိတံတော့ခံပါလေဘုံမိကြနှစ်ထက်ကြနေချိန်စီးပွားပျက်စီးဆုံးရှုံးရတယ်ယောဂဝိဒနာကိုယ်ဆက်ခံရတယ်အိမ်တော်ထိခိုက်ပြိုကွဲတာလေမတော်တဆတွေကြုံရတယ်အမှုခေးရင်ဆိုင်ရတယ်အရှက်ထိခိုက်စေတဲ့အဖြစ်အပျက်တွေကြုံရပါလေဒီထက်ပုံညံတာဘုံမိကြီးကြတဲ့နှစ်ပါဘုံမိကြီးကြတဲ့နှစ်ကဘာမှမလုပ်ပဲကုသိုလ်ရေးလုံးတော်မှာဘေးရန်မကင်းခြင်းမတော်တဆထိခိုက်ကြုံရခြင်းအမှုပြဿနာအချုံနှောင်ပေးကြုံခြင်းဒီလိုမျိုးဖြစ်တွေတွေ့ရပါလေဒါကြောင့်ကိုယ်သက်ရွယ်ကြည့်ပြီးဘုံမိကြနေလားဆိုတာသုံးသပ်ပါကြားနေတယ်ဆိုရင်တော့အထူးသတိထားပါအသက်အပိုင်းခြားလိုက်ဒီဘုံမိကြတဲ့နှစ်တွေကိုပြောချင်ပါလေတနင်္ဂနွေသားဆိုရင်အသက်30ကနေ46နှစ်ထိကာလဘုံမိကြတဲ့သက်ပိုင်းပြခရုဆိုင်ရပါလေ36နှစ်44နှစ်တွေမှာဘုံမိနှစ်ထက်ကာလထူးခရုဆိုင်ပါ31နှစ်39နှစ်တွေမှာဘုံမိကြီးကြတဲ့နှစ်ပါထူးခရုဆိုင်ရမယ့်နှစ်ပါတနင်္လာသားသမီးတွေအတွက်ကတော့အသက်41ကနေ50အထိဘုံမိကြတဲ့အသက်ပိုင်းခြားပါ44နှစ်မှာဘုံမိနှစ်ထက်ကြတဲ့နှစ်ဖြစ်လို့ထူးခရုဆိုင်ရပါမယ်39နှစ်48နှစ်တွေမှာဘုံမိကြီးကြတဲ့နှစ်ဖြစ်ပါတယ်ထူးခရုဆိုင်ရပါလေအင်္ဂါသားသမီးတွေအတွက်အသက်36နှစ်ကနေ54နှစ်ထိကာလဘုံမိကြတဲ့အပိုင်းခြားပါ36 44 55နှစ်တွေမှာဘုံမိနှစ်ထက်ကာလဖြစ်တဲ့အတွက်ထူးခရုဆိုင်ရပါလေ39နှစ်48နှစ်မှာဘုံမိကြီးကြတဲ့နှစ်ဖြစ်ပါတယ်အထူးခရုဆိုင်ရပါလေဗုဒ္ဓသားတွေအတွက်တော့49ကနေ58ထိကာလဘုံမိကြတဲ့အသက်ပိုင်းခြားပါ50နှစ်မှာဘုံမိနှစ်ထက်ကာလဖြစ်တဲ့အတွက်ထူးခရုဆိုင်ရပါလေ49
55နှစ်တွေမှာဘုံမီကြီးကြတဲ့နှစ်ဖြစ်ပါတယ်။ကြာသပတေးသားသမီးတွေဟာအသက်53ကနေ58ထိဘုံမီကြတဲ့အသက်ပိုင်းခြားပါ။52နှစ်53နှစ်တွေမှာဘုံမီနှစ်ထပ်ကာလပါ။55နှစ်မှာဘုံမီကြီးကြတဲ့နှစ်ပါ။တောက်ကြသားသမီးဟာ43နှစ်ကနေ50ထိကာလဘုံမီကြတဲ့အသက်ပိုင်းခြားပါ။43နှစ်မှာဘုံမီနှစ်ထပ်ကာလပါ။49နှစ်မှာဘုံမီကြီးကြတဲ့နှစ်ပါ။စနေသားသမီးက42နှစ်ကနေအသက်60နှစ်ထိကာလဘုံမီကြတဲ့အသက်ပိုင်းခြားပါ။44နှစ်52နှစ်60နှစ်မှာဘုံမီနှစ်ထပ်ကာလပါ49နှစ်55နှစ်မှာဘုံမီကြီးကြတဲ့နှစ်ပါဘုံမီကြချိန်မှာဖះမှာရှေးလူပါပန်းစင်မီအမွေးနှစ်သားတွေကိုလှူဒန်းပြီးမေတ္တာတော်သုံးကောင်းပူဇော်ပါတန်ဖိုးတွေကရာကြီးရွတ်ဖတ်ပူဇော်ပါနဝင်းရတရားကြောင့်ကောက်ွယ်တောင်းဆီနိုင်တဲ့အကျိုးတွေ10ချက်လောက်ရှိပါတယ်ဥပ္ပစေတာကံဥပ္ပပေချိုးမျိုးကောက်ွယ်နိုင်တယ်စေးမတွေ့စေးမတူတဲ့ဝေဒနာရှင်တွေအခက်ခဲမရှိလွယ်ကူစွာပျောက်ကင်းတယ်ခွဲစိတ်ကုသမဲ့ဝေဒနာရှင်တွေဥပ္ပပေဆိုးကျိုးတင်ကောက်ွယ်နိုင်တယ်ကိုယ်ဝင်ဆောင်မိခင်တွေလွယ်ကူစွာမွေးဖွားနိုင်တယ်မကြာခဏယောဂဖြစ်ချူချတဲ့ကလေးငယ်တွေယောဂမျိုးကောက်ွယ်နိုင်တယ်အိမ်ခိုက်မြေခိုက်အိမ်ချမ်းမြေချမ်းတွေမြေပနက်နဝင်းရတရားနဲ့ရှင်းနိုင်တယ်သိမ်ကျောင်းတစ်ဆောင်ဇရက်တိုက်တာအဆောင်တွေနဝင်းနဲ့လုပ်လို့ရတယ်ဆုံးနဘရောကဝင်တဲ့သူတွေကုသလို့ရတယ်ပြည်တွင်းပြည်ပခီးသွားလာပြုလို့ရမှာဘေးမျိုးကလည်းလွတ်ကင်းနိုင်ပါတယ်ဒါအပြင်မိမိချစ်တဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့မိမိကိုအကျိုးပြုတဲ့မွေးမြူရေးတရားဝါတွေကိုလည်းကာကွယ်နိုင်ပါတယ်နဝင်းရတရားလည်းကိုယ်တိုင်ရတရားချစ်တဲ့ကဲ့သို့ပင်တူသောအကျိုးကိုရရှိမှာဖြစ်ပါတယ်